အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ Facebook ပေါ်မှာကိုယ်ပိုင် content တွေတင်ပြီးတော့ဝင်ငွေရှာချင်ကြတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook account ရဲ့ primary location ကဝင်ငွေရှာလို့ရတဲ့နိုင်ငံရဲ့ location ဟုတ်မဟုတ်စစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းတွေကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါကိုယ့်ရဲ့ Facebook account ရဲ့ primary location ကိုဘယ်လိုမျိုးစစ်ဆေးကြည့်လို့ရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်Okay ပါကိုယ့်ရဲ့ Facebook account ရဲ့ primary location ကိုစစ်ဆေးကြည့်ဖို့အတွက်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook account ထဲကိုဝင်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ Facebook account ပေါ့နော်ကိုစစ်ဆေးမဲ့ Facebook ထဲကိုဝင်ပေးလိုက်ပါ Okay ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဘယ်ဘက်ပေါ်တောင်းမှာရှိတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးကိုနှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ် Okay ပါဒီမှာများထိုးပြထားတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါ setting and privacy လေးတွေကိုထပ်ဝင်ပေးလိုက်ပါ Okay ပါ setting and privacy လေးတွေကိုဝင်ပြီးပြီဆိုရင်တော့ကျွန်တော် setting ရဲ့အောက်မှာရှိတဲ့ privacy center ဆိုတဲ့တော့ပုံလေးနဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ် Okay ပါဒီမှာရှိတဲ့ privacy center တွေကိုဝင်ပေးလိုက်ပါ Okay ပါဒီထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီအပေါ်က search bar လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ရိုက်ရှာလို့ရပါတယ်ဒါကတော့ပထမဆုံးနည်းလမ်းလေးပေါ့နော်ဒီ search bar လေးမှာကျွန်တော်တို့အနေနဲ့ location ဆိုပြီးတော့အင်္ဂလိပ်လိုလေးရိုက်ရှာလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့ပေါ်လာနိုင်နေပေါ့နော်ဒါကတော့ပထမ setting လေးပဲဖြစ်ပါတယ်ပထမဝင်လို့ရမယ်ကြည့်လို့ရမယ် setting လေးပေါ့နော်အပေါ်မှာ search bar လေးမှာ location လို့ရှာလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီအပေါ်ဆုံးမှာ location information ဆိုပြီးတော့ setting လေးတစ်ခုပေါ်လာမှာပဲဖြစ်ပါတယ်ဒီ setting လေးကိုနှိပ်လိုက်ပါOkay ပါဒီထက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ကိုယ့်ရဲ့ location ပေါ့နော် primary location ကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်ရဲ့ primary location ကတော့ဘန်ကောက်လို့ပြနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook account ကဒီဘန်ကောက်မှာကျွန်တော်ထိုင်းနိုင်ငံမှာဖွင့်ထားတာဖြစ်တဲ့အတွက်ဒီနေရာမှာထိုင်းနိုင်ငံဘန်ကောက်လို့ပြနေတာဖြစ်ပါတယ်ကြည့်မိတ်ဆွေရဲ့ Facebook account က primary location မှာမြန်မာလို့ပြနေတယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook account ကနေပြီးတော့ဝင်ငွေချဖို့အတွက်ကျွန်တော်တို့အနေနဲ့မဖြစ်နိုင်သေးဘူးပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ Facebook account ရဲ့ primary location ကိုကိုယ့်အနေနဲ့ပထမဆုံးစစ်ဆေးကြည့်ဖို့လိုပါတယ်ဒီလိုမျိုးစစ်ဆေးကြည့်မှဒါကိုအနေနဲ့ Facebook ပေါ်မှာကိုပိုင် content တွေတင်ပြီးတော့ဝင်ငွေရှာလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒါကတော့ primary location ကိုစစ်တဲ့ပထမဆုံးနည်းလမ်းလေးပေါ့နော်ဒီထဲကိုရောက်ပြီဆိုရင်မိတ်ဆွေတို့နဲ့ဒီလိုမျိုး search bar လေးကိုရိုက်မရှာခြင်းဘူးဆိုရင်တော့ကျွန်တော် screen ကိုပေါ်ကိုဆွဲတင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့ privacy topic ဆိုတဲ့ setting လေးအောက်မှာဒီ tab bar လေးတွေရှိရပေါ့နော်ဒီကောင်လေးကိုဘယ်ဘက်ကိုဆွဲပြီးတော့ဒီမှာရှိတဲ့ location ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်လည်းကျွန်တော်အနေနဲ့ခုနအတိုင်းပဲကိုအနေနဲ့ကိုရဲ့ primary location ကိုဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီမှာဆိုရင်လည်းခုနအတိုင်းပဲကိုရဲ့ primary location ကဘန်ကောက်ဆိုပြီးတော့ပြနေတာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒါတော့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုရဲ့ Facebook account ရဲ့ primary location ကိုစစ်ဆေးကြည့်တတ်သွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်ခင်ဗျာ Okay ပါ Facebook ကနေဝင်ငွေရှာကျင်ကြတဲ့မိတ်ဆွေတွေအတွက် Facebook ဝင်ငွေရှာနည်းနဲ့ပတ်သက်တဲ့နည်းပညာဗီဒီယိုတွေကိုလည်းထပ်ပြီးတော့တင်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဒီ Facebook account လေးကို like and follow လေးနဲ့ share လေးလုပ်သွားပေးကြဖို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ